ထွက်ကြလာတဲ့ဝါကြအချို့ကမင်းအတွက်လို့ပြောရင်မမခိုင်ဟာကိုယ့်ဘက်ကိုရက်လို့အကျဉ်းတရားမကလိန်ညာရတာကိုအပျော်ကြီးပျော်နေစေလားမမခိုင်ကျွန်တော်ဟာချစ်လို့အားကျင်အောင်ဆောင်ရင်တကယ်အားခဲ့ရတယ်မြင့်မြတ်နိုးနိုးဆိုတဲ့သက်စာမရှိတဲ့စကားမမခိုင်စီကကြားရတော့မရည်ရတဲ့ဟာတာကိုစွတ်ရည်နေရတယ်လို့မျက်ရည်ချိုးကတစ်ခါဖျားကြလို့လိန်တဲ့သူကမပင်မရင်တော့အလင်ခံရမှန်းသိတဲ့သူမှာဟန်ဆောင်ယုံပေးရတာပင်မလာပြီးမမခိုင်အကိုဝမ်းခွဲပါဆိုတဲ့တယောက်လက်ကိုမြဲမြဲကင်ထားတော့ကမမခိုင်ပြုံးကတော့ပါဆုံးမှာလွတ်ချခွင့်ပြုပါမမခိုင်ရဲ့အညိုးနဲ့မုံမဲစားအပြုံးနဲ့ပဲဝမ်းနည်းစွာလမ်းခွဲပေးရစီမမခိုင်